I'll show you guys. ဆိုင်းလူရဲ့ Phuket vlog ကနေကြိုဆိုလိုက်ပါတယ် Hi Hansu bike က 24/7 စားတဲ့အတွက်ကြောင့်လေ snack ကိုတော့အမြဲတမ်းဆောင်ထားရတယ် Good morning အရင်ဦးဆုံး coffee ပါ Circle logo အတွက် get ready လုပ်ပါတော့ Tom Ford ရဲ့ foundation ကိုသုံးနေတာဆိုင်းလူရဲ့အသားရည်နဲ့တော်တော်လေးကိုအဆင်ပြေတယ်ဆိုင်းလူတို့ရဲ့ Airbnb ကနေပွဲကိုတွားဖို့အတွက်ပေါ့နော် traffic နဲ့ဆိုရင်တနားရီခွဲလောက်ကားမောင်းရ Circle logo ကဘာပွဲလဲ originally ကတော့ Ibiza ကနေစတာပေါ့နော် music channel ကတော့ house music ပါသူက EDM ပွဲတွေလိုမျိုးပလင်းဖောက်တာတွေ table ဖွင့်တာတွေ fireworks တွေလုံးဝမရှိဘူးအဓိကက music ကိုစီးမျောနေဖို့ပါပဲ morning breakfast စားပြီးတော့ဆိုင်းလူတို့ after ကိုဆက်ပါတယ် house music ကိုကြိုက်တယ်ဆိုရင်တော့ circle logo ကိုတော့တွားတင်တယ်နော် ဒါတော့ဆိုင်းလူရဲ့တငယ်ချင်းအေးပါကိုရီ3ယောက်လေးမစုံတာဆိုရင်တစ်နှစ်ရှိပြီမနစ်ကလည်းဒီအချိန်မှာပဲပြန်တွေ့ဖြစ်ကြတယ်တွေ့လိုက်တိုင်းလဲလေအချစ်ရေးလူမှုရေးစီးပွားရေးဒါပေမဲ့အချစ်ရေးကတော့ပိုများပါတယ်ဒီနေ့တော့ကိုတော့အရန်ပျော်နေပါတယ်ဘာလို့လဲဆိုတော့ scuba diving လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါဆိုင်းလူမနက်9နာရီတည်းကနေထွက်လာရပါတယ်Scuba diving. Yeah, let's sit here. It's nice. ကိုရီနီယောက်ထန်လုပ်နေတာပေါ့နော်ဟန်ဆူကတော့ထန်လုပ်တာအရန်ကြိုက်တယ်ဆိုင်းလူပေါ့နော် scuba diving ကို2021တုန်းကငွေဆောင်မှာနောက်ဆုံးလုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီနေ့အတွက်ကိုလည်းဆိုင်းလူစိတ်လှုပ်ရှားနေတယ်ရင်ခုန်နေတယ်ဒါကတော့ရေအောက်ထဲမစင်းခင်အသက်ကိုဘယ်လိုရှူရတယ်ပြီးတော့တည်တင်ရမယ့်အချက်တွေကိုလည်း instructor တေချာရှင်းပြတာပေါ့Scuba dive ကို tree dive လုပ်ခဲ့တယ်ပေါ့နော်တနေရာနဲ့တနေရာတော့မတူတဲ့အတွေ့အကြုံတွေရခဲ့တယ်တကယ်တမ်းနီမိုတော့ရှာချင်တာပေါ့နော်နီမိုတော့မတွေ့ခဲ့ပေမဲ့သူနဲ့အမျိုးသားတူတဲ့ငါးကလေးကိုတော့တွေ့ခဲ့ dive ကိုလေအရန်ကိုကြိုက်သွားတာပေါ့နော်အခုဒီနောက်ပိုင်းကိုလည်း free dive ကိုရအောင်လုပ်မယ်လို့ဆုံးဖြတ်ထားလိုက်ပြီအခုရောက်နေတဲ့နေရာလေးကတော့ Phuket ရဲ့ Cafe Town မှာ DJ တော်တော်များများပေါ့နော် CDM ကိုလာကြတာများတယ်ဥပမာ DJ Snake, Diplo, Peggy Goo တို့ပေါ့နော်မနက်က scuba diving လုပ်လာတာကိုအေးကိုပြနေတာကဲ outfit check CDM မှာ pizza မှာမယ်ဆိုရင်လေ ham and burrata pizza ကိုတော့ရအောင်တော့မှာခဲ့နော်အိုးတကယ်ကိုကောင်းတာစားလို့အရန်ကိုကောင်းလို့ signature dessert ဖြစ်တဲ့ tiramisu နဲ့ mango sticky rice လည်းအရန်ကောင်းဒီနေ့ကတော့ Bantao Beach မှာဆိုင်းလူရဲ့ photo section ဖြစ်ပါတယ်Yeah, that's true. Bantao Beach မှာဆိုင်းလူနဲ့ဟန်ဆူအေးစစ်စစ် sunset ကိုကြည့်ညစာလေးစားပြီးတော့အေးစစ် chill နေတာပေါ့နော်ဆိုင်းလူတို့အခု Peggy Goo ကိုတွားနေပါတယ်ဆိုင်းလူရဲ့တငယ်ချင်းအေးလေသူက CDM ရဲ့ marketing မှာလုပ်တာအဲ့တော့ဆိုင်းလူတို့ guest list အနေနဲ့လည်းထည့်ပေးထားတာစဉ်းစားထားတာကပေါ့နော် sequence ဝတ်မယ်ပေါ့နော်နည်းနည်းအရောင် colorful လေးဝတ်မယ်ပေါ့နော်အဲ့ဒါဟန်ဆူကလည်း sequence ဝတ်ချင်တာဆိုင်းလူကလေပြီးတော့ဒီအမဲအောင်ပြန်ချိန်သွားလိုက်တာအဲ့ဒါကိုသူကပြောနေတယ်Phuket မှာလည်းလေမနက်တနာရီခွဲမှာပီဇာဆိုင်ဖွင့်တာတော်တော်ရှားတယ်နော်တော်တော်လေးရှားလိုက်ရတယ်ဒီနေ့ကတော့ဆိုင်းလူရဲ့နောက်ဆုံးနေ့ Phuket ပါလေစိတ်မသွားခင်လေတကယ်ချင်းနေနဲ့အတူတူနေ့လည်စာလေးစားဖြစ်ခဲ့ပါတယ် Better moisturize. But it's like peanut butter crunchy. ဒီမှာကြည့်အေးနဲ့ဆိုင်းလူနဲ့လေတော်တော်လေးကိုစင်တယ်ကြိုက်တဲ့ဟာလေးဆိုလဲတော်တော်တူတယ်အခုဆိုလဲကြည့် tattoo ကအစဖဲပြသူ့ရဲ့ဟာတော့ဇာလေးပါပါတယ် Pretty, look at the nails, nail appreciation. Hello Kitty တွေကအစသူ့ရဲ့အိမ်ထဲမှာဆိုလဲတွေ့မယ်ထင်တယ်လုံးဝ aesthetic နော်
တခါတလေကြာရင်လည်းဖျားတခင်ကဆိုင်းလူကိုအဲ့လိုမျိုး lesson တစ်ခုခုပေးတယ်နေ့အော်နေပြီဆိုရင်တစ်ခုမဟုတ်တစ်ခုလေးတော့အဲ့လိုမျိုး lesson လေးတစ်ခုတော့ပေးလိုက်တယ်ဒီနေ့ဆိုလည်းအခုဆိုင်းလူကို ticket ရသွားတယ်ပေါ့နော် ဒီ traffic officer ကိုမထီမဲ့မြင်လုပ်လို့တဲ့